ကိုမတူးတဲ့ဘူးရှင်မရောက်ဘူးလို့ခံစားနေရတဲ့မိတ်ဆွေရှိလားကျွန်တော်နားလဲတယ်မိတ်ဆွေတယောက်တည်းမဟုတ်ဘူးဆိုတာကျွန်တော်အပါဝင်ပေါ့နော်ဒါပေမဲ့လွန်ခဲ့တဲ့နေ့တွေကိုပြန်သွားကြည့်မယ်ဆိုရင်ကျွန်တော်ငငယ်တုန်းကကျွန်တော်အိမ်မက်ခဲ့တဲ့ကျွန်တော်ရဲ့ဘဝအခုလက်ရှိကိုကျွန်တော်ရောက်တယ်ဒါပေမဲ့ကျွန်တော်ကျင်နိုင်ပြီလားဆိုတော့မကျင်နိုင်သေးဘူးလူအင်ဆန်တာတွေအများရှိနေတော့ပဲဒါလူသဘောတဘာဝပဲပေါ့နော်ဒါကျွန်တော်ထက်မပြောတော့ဘူးဒါတော့ကျွန်တော်15နှစ်အရွယ်တုန်းကကျွန်တော်ဖုန်းနဲ့ပထမဦးဆုံးရိုက်ခဲ့တဲ့ဗီဒီယိုလေးပါအဲ့ချိန်တုန်းကဆိုရင်ကျွန်တော်စီမှာဖုန်းဆိုလည်းမရှိဘူးဗီဒီယိုရိုက်ဖို့အတွက်ကျွန်တော်ဦးလေးစီမှာကျွန်တော်ဖုန်းတော့ငားခဲ့တာပေါ့နော်ကျွန်တော်ပထမဦးဆုံးကျွန်တော်ဗီဒီယိုကိုကျွန်တော်ရိုက်ခဲ့တယ်အဲ့ချိန်တုန်းဆိုရင်ကျွန်တော်ကင်မရာအကြောင်းနားမလည်ဘူးဘယ်လိုရိုက်ရမလဲဆိုတော့မသိဘူးဗီဒီယိုရိုက်ရှင်စိတ်ဆိုတာပဲရှိခဲ့တယ်အဲ့ဒီလိုနဲ့ကျွန်တော်ရဲ့ညီမလေးရဲ့ဗီဒီယိုတွေတပုတ်ပြီးတပုတ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေပေါ့နော်တပုတ်ပြီးတပုတ်မင်းရဲ့ပြုံးထက်စားရင်ဒီဝစ်ကီကပူချိုတဲ့နောက်ပြီးတော့ကျွန်တော်အမေကကျွန်တော်ပမဦးဆုံး Redmi Note 8ဆိုတော့လည်းကျွန်တော်ကိုဝယ်ပေးခဲ့တော့ဗောနော်အဲ့ဒီချိန်တော့ရမ်းပျော်တော့ဗောဗျာကျွန်တော်ထင်တာငါကြားရဇက်လန်းတွေငါရိုက်နိုင်ပြီဗောနော်တကယ်တမ်းအဲ့လိုမဟုတ်ခဲ့ပါဘူးအဲ့ဒီလိုနဲ့ကျွန်တော်ရဲ့မိတ်ဆွေတင်ငယ်ချင်းရဲ့ music video တွေကိုကျွန်တော်ရိုက်လာခဲ့တော့ဗောနော်တပုတ်ချင်းတပုတ်ရိုက်လာခဲ့တယ်အသက်18-19ကြားမှာပဲပထမဦးဆုံးကျွန်တော်ရဲ့ကိုယ်ပိုင်ကင်မရာ ZV-E 10ကိုကျွန်တော်ဝယ်ခဲ့တယ်အဲ့ဒီလိုနဲ့ music video တွေကိုတပုတ်ချင်းတပုတ်ကျွန်တော်ရိုက်လာခဲ့တယ်ကျွန်တော်ရဲ့ကိုယ်ပိုင်ဗီဒီယိုလည်းပါတယ်အဲ့ထဲမှာဘာညာအစုံရိုက်ခဲ့တော့ဗောနော်ဒီ YouTube မှာလေ့လာလိုက်တဖြည်းဖြည်းချင်းကိုမှတ်ထားတဲ့ဟာတွေကိုပြန်ပြီးတော့ရိုက်လိုက်အဲ့လိုပုံစံနဲ့ပဲတွားခဲ့တော့ဗောနော်အခုဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကပြီးပြည့်စုံနေပြီလားဗောနော်မပြီးပြည့်စုံသေးပါဘူးလိုအပ်ချက်တော့အများကြီးရှိသေးတယ်ဒါပေမဲ့တဖြည်းဖြည်းချင်းတော့သူ့ဘာသာသူတော့တိုးတက်သွားတာဗောနော်ဒီနှစ်ခုရှင်ကြည့်လိုက်လို့ရှိရင်အရန်တိတာပါတယ်ဘာကွာလဲဆိုတော့ကျွန်တော်ကိုကောမမှာမှတ်ပြီးသွားခဲ့လို့ရပါတယ်ပြောရှင်တာငယ်ဘဝတော့ကိုအိမ်မက်ခဲ့တဲ့အရာတွေအခုချိန်မှာတော့ဖြစ်လာခဲ့ပြီဗောနော်ဒါပေမဲ့လူရဲ့တဘာဝကလူရှင်တာရပြီဆိုထပ်ပြီးလူရှင်တာပဲရှိတော့နော်အဲ့လိုမျိုးဖြစ်နေပါတယ်ဒီလိုပဲမိတ်ဆွေကလွန်ခဲ့တဲ့နှစ်တွေလတွေထက်အများကြီးပိုကောင်းလာတယ်ဆိုတာကိုကိုပဲပြီးတော့နိုင်ရှင်ကြည့်ပါတခြားလူတွေလည်းနိုင်ရှင်စရာမလိုဘူးအဲ့လိုဆိုရင်မိတ်ဆွေတို့ခရီးဘယ်လောက်ထိရောက်နေလဲဆိုတာကိုကွက်ကွင်းမြင်ရပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ